89ဘာရီရဟတ်သည်လာဂါဒီယာလီစိတ်သို့ရှက်တဲလီရင်စီးကသွားခဲ့ပြီးထိုမှတဆင့်ဆိုဟိုရှိမဆော့ဟိုတယ်သို့ကိုပိုင်ကားတစ်စီးဖြင့်ဆက်သွားခဲ့သည်သူသည်ဟိုတယ်တွင်အခန်းယူပြီးနောက်ရေချိုးကစီးနှင်းများကျလာနိုင်သည့်အတွက်ထူထူထဲထဲရှိမိသုံးမွေးဝတ်စုံကိုလဲလှယ်ဝတ်ဆင်လိုက်သည်အဲ့ကျိုးကောင်းတာမှ first တစ်စောင်ကိုယူပြီးနောက်တွင်မူ village အနီးရှိ BNN စားတောက်ဆိုင်လေးတစ်ခုစီသို့ရှစ်လမ်းကျော်ခန့်လမ်းလျှောက်လာခဲ့သည်ထိုဆိုင်လေးသည်ခရီးသွားလမ်းညွန်စာအုပ်များထဲတွင်ပင်မပါဝင်သည့်ဆိုင်ငယ်လေးတစ်ခုဖြစ်သည်မစ္စတာထရူဒိုကလူမသိသူမသိလျှို့ဝှက်တွေ့ဆုံပွဲများအတွက်ထိုဆိုင်လေးကိုပို၍နှစ်သက်သည်ဆိုင်ထဲတွင်လူရှင်းနေပြီးဘာရီကအချိန်စောရောက်နေသဖြင့်ဘားခုံမြင့်တစ်ခုတွင်နေရာယူကာတောက်စရာတစ်ခုကိုမှားလိုက်သည် F. Clyde Harding ၏ထိခိုက်သွားသူများအတွက်အပေါ်စာနစ်နာခြင်းရလိုမှုဖြင့်တရားစွဲဆိုခြင်းသည် Mrs. P တွင်တည်င်းအသေးဖွဲလေးသာဖြစ်နိုင်ပေမဲ့နယူးယောက်တွင်တော့အတော်လေးဒီပန်းစားသွားခဲ့သည်နေ့စဉ်ထုတ်စီးပွားရေးသတင်းစာများကဒီသတင်းကိုအကျယ်တဝင့်ဖော်ပြလာကြသည့်အခါတွင်တော့အထိနာနေပြီးသားကရင်းကုမ္ပဏီ၏အထွေထွေရှယ်ယာဈေးနှုန်းများသည်ထပ်ပြီးအကြီးအကျယ်ထိုးဆင်းသွားခဲ့ရပြန်သည်ထရူဒိုသည်တနေ့ကုန်ဖုန်းတစ်လုံးနှင့်အလုံများနေပြီးဘော်ဘီရက်စလက်ကိုကျိန်းလိုက်မောင်းလိုက်လုပ်နေသည်ကရင်း၏ရှယ်ယာသည်$18နှင့်20အကြားတက်လိုက်ကျလိုက်ဖြစ်နေသည်သို့သော Mrs. P ဘက်ကတရားစွဲသည့်သတင်းကြောင့်$2 $2လောက်ထက်ကျသွားပြန်ပြီးနောက်ဆုံးဈေးပိတ်ချိန်တွင်$14.53အထိမဖြစ်စဘူးဖြစ်သွားခဲ့သည်ကားကတော့စိတ်ထိခိုက်ချင်အောင်ဆောင်နေသည်သူ၏ပင်စင်စုငွေထဲမှ$1 သန်းလောက်ချေးယူထားသည့်ရက်စလက်အဖို့စိတ်သက်အကြကြီးကျနေသည်ကားစိတ်ထဲတွင်ကြလေကောင်းလေဟုတွေးနေပြီးကြနိုင်သမျှကြစေခြင်းနေသည်ယခုထိစာရွက်ပေါ်တွင်$1 ဘီလီယံသည်ဆုံးသွားခဲ့ပြီးဖြစ်သည်ဒီထက်လည်းထက်ရှုံးဖို့ရှိနေသည်တနေ့ဝေါကနေပြန်ထိုးတက်လာမိတာဖြစ်သည်ဇူရစ်၏ဘယ်လုပ်ငန်းရှင်နှစ်ဦးကလွဲ၍အခြားဘယ်သူမှမသိအောင်ကားသည်ပနားမရှိအမေရိကန်ကုမ္ပဏီတစ်ခုကိုအသုံးချပြီးကရိန်းရှယ်ယာများကိုကြိုတင်ဝယ်ယူစုဆောင်းနေခဲ့သည်ထို့သောဝယ်ယာတွင်လည်းရှယ်ယာဈေးများပြန်တက်လာမည်ဆို၍အစုလိုက်အပုံလိုက်မဝယ်ဘဲအရေးအတွက်နည်းနည်းစီနှင့်အသေးချခွဲပြီးစုဆောင်းဝယ်ယူနေခြင်းဖြစ်သည်ဈေးကွက်အေးသည့်ရက်ဆိုကရှယ်ယာ$9,000အယောင်းဝယ်သွက်သည့်ရက်ဆိုလျင်ရှယ်ယာ$2,000စသဖြင့်မိသူမျှမျက်စိတောက်ထောက်ကြည့်မလာနိုင်အောင်ခွဲဝယ်ယူနေခဲ့သည်စတုထ3လပတ်အမျက်စရင်းထုတ်ပြန်ဖို့ကလည်းမကြခင်ရက်ပိုင်းအတွင်းရောက်တော့မှာဖြစ်ပြီးကားသည်ခရစ်စမတ်ကလေးကစရင်းအင်းများကိုလိမ့်လေပြင်ဆင်ထားပြီးဖြစ်သည်ထိုစရင်းများကြောင့်ရှယ်ယာဈေးများကဆက်ပြီးထိုးကျနေအောင်မှာဖြစ်တယ်လို့ကားကလည်းအခွင့်ကောင်းယူပြီးဆက်ဝယ်နေအောင်မိတာဖြစ်သည်ထရူဒိုသည်အပြင်တွင်မှောင်လာသည့်အခါဖုံးဆက်စရာအနှဲငယ်ရှိနေသေး၍ရက်စလက်ကိုပြန်ခိုင်းလိုက်သည်9 နာရီတွင်တော့သူ၏ဘင်တလီကားကြီးထဲဝင်ထိုင်လိုက်ပြီးတိုလီဘာကို BNN ဆိုင်သို့မောင်းခိုင်းလိုက်သည်နိုဝင်ဘာလထဲစီရင်ချက်ချပြီး3ရက်အကြာဘိုကာရာတန်တွင်တွေ့လာပြီးကလေးကရိုင်းဟန်နှင့်တခါမှပြန်မတွေ့ဖြစ်တော့သူတို့အချင်းချင်းကြားလဲစာတိုက်ကတော့၎င်းအီးမေးလ်ဖက်စ်အိမ်သုံးဖုန်းများသို့မဟုတ်ဆဲလ်ဖုန်းများကိုပင်အသုံးမပြုကြတယောက်နှင့်တယောက်ဓာတ်ရိုက်ချိတ်ဆက်ထားသည့်လုံခြုံစိတ်ချရသည့်စမတ်ဖုန်းကိုစီရှိကြပြီးတပတ်တစ်ချိန်ကားအားသည့်အချိန်မျိုးတွင်အချိန်အနေရက်ရက်ကိုသိရအောင်သူ့အားဖုန်းခေါ်လေးရှိသည်ဇပွဲတို့ကဝါလိုက်ကတစ်ခုကိုဖြတ်ပြီးသူတို့ကိုဇပွဲတစ်လုံးနဲ့ရှိသည့်မိန်ပြပြဘေးဘက်အခန်းလေးထဲခေါ်လာပြီးတောက်စရာများလာချပေးသည်ကားကတော့အစုလိုက်အပြုံလိုက်တရားစွဲခံရမှုများနှင့်ဒုအမှုများကိုလိုက်ပေးနေသည့်ရှေ့နေများကိုထုံးစံအတိုင်းကြိမ်ဆဲလို့မဆုံးနိုင်အောင်ဖြစ်နေစေတယ်ဒီပုံတိုင်းဆိုနှာခေါင်းသွေးယိုတာတို့အရေးပြားအနီးစက်ထွက်တာတို့လောက်နေတယ်နင်းနာကြီးတွေပေးရမလို့ဖြစ်လာတဲ့အထိအခြေအနေတော်တော်ဆိုးနေပြီစက်ယုံသားကနေကားမောင်းဖြတ်သွားဘူးတဲ့တောသားတိုင်းကအခုတော့တရလူတွေဖြစ်ကုန်ကြပြီ
ငါတို့တောင်ပိုင်း Mrs. B မှာလောက်ခလာစာအကောင်းဆုံးပေးခဲ့တဲ့အချိန်တွေကိုဘယ်သူမှမမှတ်မိကြတော့ဘူးအခုတော့ရှင်းနေတွေကလူအုပ်ကြီးကိုသွေးထိုးပေးလိုက်တော့တရားရုံးကိုပြေးလွှာသွားကုန်ကြပြီဒါထက်ပိုဆိုးလာနိုင်သေးတယ်ဟုတ်ဘာရီကပြောသည်အမှုသည်တွေကိုလိုက်စုနေတဲ့နောက်ထပ်ရှင်းနေအုပ်စုတစုအကြောင်းကျွန်တော်တို့သိထားတယ်သူတို့သာတရားစွဲလိုက်ရင်သူတို့အုပ်စုကလည်းပထမအုပ်စုနဲ့ပေါင်းသွားလိမ့်မယ်ဒါပေမဲ့အဲ့ဒါကိုသိစိတ်မပူပါနဲ့ခမရကတော့စိတ်မပူနဲ့ပြောတာပေါ့ခမရရှင်းနေကားတွေအတွက်ပတ်စံတွေကိုမီးရှို့တယ်လို့အကုန်ခံနေရတာမှမဟုတ်တာဒီပတ်စံတွေခမရပြန်ရမှာပါခါရဲ့စိတ်လျှော့စမ်းပါအခုဆိုလျင်သူတို့နှစ်ဦးမှာကားနဲ့ဘာရီဟုရှင်းနေမယ်များဖြင့်ခေါ်ဝေါ်နေကြတာအတော်ပင်ယင်းဤကျွမ်းဝင်မှုရှိနေကြပြီဖြစ်သည်စိတ်လျှော့ဟုတ်လားဒီနေ့ဂရိတ်ရှယ်ယာက14.53ညာနဲ့ပိတ်သွားပြီခမည်းမှာရှယ်ယာပေါင်း25တန်းလောက်ရှိနေမယ်ဆိုရင်စိတ်လျှော့နိုင်မှာအောင်မလားကျွန်တော်ကတော့အေးအေးပဲထိုင်ပြီးဝယ်နေပါကားကသူ့ရဲ့ Scotch Whisky ကိုတကြိုက်သေးမောချလိုက်ရင်ခမည်းတော်တော်လေးကိုယုံကြည်မှုလွန်ကဲနေပါလားဒီနေ့ကျွန်တော်တို့လူကိုသွားကြည့်ဖြစ်တယ်သူဝါရှင်တန်မှာဟိုဒီရှောက်သွားနေတာရုပ်ရည်ကလည်းတက်မြတ်လိုက်တာမှကြောက်စရာတောင်ကောင်းတယ်ထက်မြက်တယ်စကားပြောကောင်းတယ်ကိုလည်းထင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 ်းရှိတယ်လူတိုင်းကတော့သူ့ကိုသဘောကျနေကြတာပဲသူကရောသဘောတူပြီလားမနေ့ပြန်သိရမယ်သူဒီနေ့စီနီတာရက်နဲ့နေ့လည်စာအတူစားတယ်အဲ့ဒီဖိုးကြီးကလူတွေကိုဘလို့နီးနဲ့အကြက်ကင်ပြီးစီးရုံးရမလဲဆိုတာကောင်းကောင်းသိတာပဲမာယာစရက်လားကားကခေါင်းကိုခါရရင်ပြောလိုက်သည်လူမိုက်ကြီးပါဗျာအမှန်ပဲဒါပေမဲ့သူ့ကိုဘယ်ချိန်ဆိုငွေနဲ့ဝယ်လို့ရတယ်သူတို့အားလုံးငွေနဲ့ဝယ်လို့ရတာပါပဲကျွန်တော်ပြီးခဲ့တဲ့နှစ်ကဝါရှင်တန်မှာဒေါ်လာ4သန်းကျော်သုံးနေတယ်ခရစ်စမတ်မှာတကြားလုံးတွေပတ်ကျဲတယ်လို့မျိုးနေရာအနှံ့ကိုကျဲပစ်ခဲ့တာအဲ့ဒီထဲမှာ refs လဲသူ့အတွက်ဝေစုရတော့မှအသေးကြပဲသူဟာလူအတယောက်ဆိုတာခမည်းနဲ့ကျွန်တော်ပဲသိနေကြတာပဲ Mrs. B ကလူတွေကတော့မသိကြဘူးအဲ့ဒီမှာဆိုရင်တော့ तू ကဘယင်ပဲလူတွေကသူ့ကိုကိုးကွယ်နေကြတယ်အကယ်၍ तू ကသာကျွန်တော်တို့လူကိုဝင်ပြိုင်စေခြင်းပြီဆိုရင်တော့ဝဲကစပြီလို့သာမှတ်လိုက်တော့ကားသည်သူဤကိုအင်ဂျီကိုချွတ်လိုက်ပြီးကလက်ထိုင်ပေါ်သို့ပြစ်တင်လိုက်သည်ထို့နောက်လက်ကဝတ်ကျဲသီးများကိုဖြုတ်အင်ဂျီလက်ကိုလိတ်တင်လိုက်ပြီးနောက်ကြည့်မိသူမရှိသည့်အတွက်နက်တိုင်ကိုပါရှော့ချတာကလက်ထိုင်ပေါ်သို့ပြင်းဤပြော့ခွေစွာထိုင်ချလိုက်သည်သူသည် Scotch Whisky ကိုတငုံတောက်လိုက်ရင်အထက်လွတ်တော်အမရက်နဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး agency ဆိုတဲ့ EPA ကြားဇလံကိုခမည်းသိလားဟုတ်မေးလိုက်သည်။ဤအကြောင်းအရာ၏အသေးစိတ်ကိုလူ9ယောက်ထက်မနည်းသာသိရှိကြသည်ဆိုသည်ကိုလည်းသူကောင်းကောင်းကြီးနားလည်ထားသည်။မသိဘူးလေ။ဟုတ်ဘာရီလဲသူ၏နက်တိုင်ကိုဆွဲလျှော့ရင်းပြန်ဖြေလိုက်သည်။လွန်ခဲ့တဲ့9နှစ်10နှစ်လောက်တရားစွဲတာတွေမစတင်တော့က EPA ကဘုံမိုးမျိုးကိုရောက်လာပြီးအနောက်ရှက်တွေစပေးလာတော့တာပဲအဲ့ဒီကဒေသခံတွေကလည်းတိုင်နှန်းနေကြတာနှစ်နဲ့ချီနေပြီဒါပေမဲ့ EPA ဆိုတာကလည်းအလုတ်လုတ်တာမြန်ဆန်တဲ့နေရာမှာနာမည်ကြီးတာမှမဟုတ်တာသူတို့ဟိုဆက်ဆက်ဒီဆက်ဆက်လိုက်ကြည့်တယ်စမ်းသက်စစ်ဆေးမှုတချို့လုပ်တယ်အချိန်တွေကိုကြည့်ပြီးနည်းနည်းလန့်သွားပုံရတယ်အဲ့ဒီနောက်တော့တော်တော်လေးကိုကြရက်ထသွားကြတာပဲကျွန်တော်တို့ကတော့ဒါတွေအားလုံးကိုအနီးကပ်စောင့်ကြည့်နေကြတာပဲနေရာအနှံ့မှာကျွန်တော်တို့လူတွေရှိနေတာပဲ EPA ထဲမှာတော့ကျွန်တော်တို့လူတွေရှိတာကျွန်တော်တို့ဘက်ကစွန့်ပစ်ပစ္စည်းကိစ္စတွေမှာခိုးလုပ်ခဲ့တာမျိုးရှိချင်ရှိမှာပေါ့အဲ့ဒါတော့ကျွန်တော်လည်းမသိကြဘူးဒါပေမဲ့အဲ့ဒီ bureaucrat တွေကတော့တကယ်ကိုရန်လိုပြီးကြမ်းကြမ်းတမ်းတမ်းလှုပ်လာကြတော့တာပဲရာဇဝတ်ကြောင်းအရစုံစမ်းစစ်ဆေးရမယ်ပြောလာကြတယ်အမေရိကန်ရှေ့နေချုပ်စီတောင်ရောက်တယ်စိုးပါတယ်ဗျာအပြင်တော့သတင်းမထွက်အောင်ထိန်းထားကြတယ်ဒါပေမဲ့သူတို့ဘက်ကတောင်းဆိုချက်အမျိုးမျိုးနဲ့လူသိရှင်ကြားချပြတော့မယ့်အနေအထားထိရောက်လာတယ်ဒေါ်လာတန်ပေါင်းထောင်ချီကုန်မဲ့တန်ရှိရေးလုပ်ငန်းတွေကြောက်ခမန်းလိလိတန်ကြီးတွေနောက်ဆုံးစက်ရုံပိတ်ဖြစ်ဖို့အထိတောင်ပါနိုင်တယ်အဲ့ဒီတုန်းကကရိန်းကုမ္ပဏီရဲ့ CEO ကဂက်ဘက်ဆိုတဲ့လူအခုတော့သူမရှိတော့ဘူးဒါပေမဲ့သူကလူတွေကိုဘယ်လိုစီးရုံးရမလဲဆိုတာနားလည်တဲ့အရေးချင်းမျိုးရှိတဲ့လူမျိုးကျွန်တော်ဂက်ဘက်ကိုလက်မှတ်ထိုးထားပြီးသားငွေဘယ်လောက်ဆိုတာဖြည့်မထားတဲ့ချက်လက်မှတ်တွေအများကြီးပေးပြီးဝါရှင်တန်ကိုလွှတ်လိုက်တယ်သူကကျွန်တော်တို့ရဲ့အကျိုးဆောင်လော်ဘီသမားတွေနဲ့ပေါင်းပြီး
PAC နိုင်ငံရေးရန်ပုံငွေအဖွဲ့တစ်ခုထပ်ဖွဲ့လိုက်တယ်အဲ့ဒီအဖွဲ့ကဓာတုဗေဒနဲ့ပလတ်စတစ်ထုတ်လုပ်သူတွေရဲ့အကျိုးစီးပွားကိုမြင့်တင်ပေးဖို့လို့အပေါ်ရဟန်ပြထားတာပေါ့ပြီးတာနဲ့သူတို့အစီအစဉ်တစ်ခုဆွဲလာကြတယ်အဲ့ဒီအစီအစဉ်ရဲ့အဓိကတော့ချက်ကအထက်လွှတ်တော်အမတ် rap ကိုကျွန်တော်တို့ဘက်ပါအောင်ဆွဲဆောင်မှုပဲဝါရှင်တန်မှာလူတိုင်းကသူ့ကိုကြောက်ကြတယ်အကယ်၍သူကသာ EPA ကိုဖယ်ရှားပစ်ချင်တယ်ဆိုရင် EPA ကိုမေးထားလိုက်လို့ရတယ် rap ဟာဗန်နာငွေခွဲဝေရေးကော်မတီမှာတက်တန်းတက်လျှောက်လို့ရှိနေခဲ့တာ EPA ကသာသူ့ကိုပြန်တွန်းနိုင်ဖို့ကြိုးစားရင်သူက EPA ရဲ့ရန်ပုံငွေကိုဖျက်တောက်မယ်လို့ချိန်ချောက်လိုက်ရုံနဲ့ဒါဟာရှုပ်ထွေးသလိုလိုနဲ့တကယ်တော့အရန်ရိုးရှင်းပါလေနောက်ပြီးဒီနေရာက Mrs. PP နဲ့ rap ရဲ့နယ်မြေဖြစ်နေတော့သူ့မှာတခြားသူတွေထက်အဆက်အသွယ်နဲ့ဩဇာအာဏာပိုရှိတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ PAC အဖွဲ့ကလူတွေဟာ rap ကိုလိုလေသေးမရှိပြုစုဧည့်ခံခဲ့ကြပြီး rap ကိုယ်တိုင်ကလည်းဘာတွေဖြစ်နေတယ်လဲဆိုတာအကွက်စစ်စစ်သိနေတယ်သူကလူငုံလူအတယောက်လို့ထင်ရပေမဲ့ဒီနိုင်ငံရေးကစားပွဲကိုကစားလာတာကြာလာပြီဆိုတော့စီးမြင့်အတော်များများလဲသူကိုယ်တိုင်ပဲရေးဆွဲခဲ့တာလေသူတို့မှာထားသည့်ပစွန်ခောက်ဆွဲကြော်လဲရောက်လာသည်